ကဲအားလုံးပဲဒီတစ်ခါတော့ gain ရဲ့တက်တဲ့သုံးစီဖူးမှာ fantasy ဘောလုံး view ဟာတော့အကောင်းဆုံး data dashboard ကြီးကိုအသေးစိတ်ခွဲခြမ်းစစ်ဖျားပြမယ်ရှင်းလင်းတင်ပြချက်လေးကနေကြိုးစိုးပါတယ်ရာဒီကောင်ကနေပြီဆိုတော့လေရမတ်ထမချင်းစီတိုင်ကတကယ့်ကိုရွှေပါပဲဆိုတော့ဒီ gain ကနဲ့နောက်ကွက်မှာဘာတွေပုံးကွက်နေတယ်လဲဆိုတော့အတူတူလေ့လာကြည့်လိုက်ကြအောင်ဒီမြင်ကွင်းကတော့တကယ့်ကိုအနာဂတ်ဆန်တဲ့မော်မန်ပြောင်းရီတို့ကိုကြည့်နေရပဲလို့ပါပဲဒီ dashboard ကြီးကနိုင်ချေရခိုင်နှုန်းတွေခမန်းရမှတ်တွေနဲ့တိကျဖွဲ့ကျင်ရတဲ့ထူးတတိပေးချက်တွေကိုအချိုးချတွက်ချက်ပြထားတာပါအချက်လက်တွေကိုပြင်းနေပေါ့ဒီရှင်းလင်းတင်ပြချက်မှာကျွန်တော်တို့အထူးကတွားမဲ့လမ်းကြောင်းတွေကတော့ game ရတဲ့တပတ်30ခွန်ကိုပုံဖော်ခြင်းအကောင်းဆုံး captain ရွေးချယ်မှုများရမမြန်မာနိုင်တဲ့ပွဲစဉ်တွေကိုဖြစ်မှတ်ထားခြင်းပေးကုန်မရှိမြပွဲတွေကိုရှောင်ဖွေခြင်းရှုပ်ထွေးနိုင်တဲ့ပွဲတွေကိုရှောင်ရှားခြင်းနဲ့ algorithm ရဲ့နောက်ဆုံးကောက်ချက်ဆိုပြီးအဆင့်ဆင့်တွားကြမှာပါအပိုင်း1 game ရတဲ့ပတ်30ခွန်ကိုပုံဖော်ခြင်းဒီဘိုင်းကနေစလိုက်ကြအောင်တကယ်တော့အဓိကအရေးချက်ကရှင်းပါတယ်ဒီလိုရှုပ်ထွေးပြီးများပြားလာတဲ့အချက်လက်တွေအကုန်လုံးကိုရယူပြီး fantasy အကျိုးအမြတ်ဆွဲအမှန်ပြီးလူကနေစစ်ထုတ်လိုက်တာပါဒီနည်းနဲ့လက်တွေအထုံးချနိုင်တဲ့အကောင်းလုံး view ဟာလေးထွက်လာအောင်လုပ်ဆောင်တာပေါ့အဘေအပိုင်းနဲ့အကောင်းဆုံး captain ရွေးချယ်မှုများဒီတစ်ပတ်တော့အရေးကြီးဆုံးဆုံးဖြတ်ချက်လို့တော့ဖြိုလို့ရပါတယ် algorithm ကဒီနေရာမှာကစားသမား3ယောက်ကိုတီးတန့်ဟွေထုတ်ပြီးအလန်နီလေးတွေထောင်ပြနေတယ်လို့ပါပဲအကောင်းဆုံး captain ရွေးချယ်မှုတွေအနေနဲ့စာက Odika နဲ့ Haaland တို့ကိုတီးတီကြကြညွှန်ပြထားပါတယ်သူတို့ရဲ့ရမယူနိုင်စွမ်းကအမြင့်ဆုံးဖြစ်နေလို့ပါဒီနေရာမှာအရေးကြီးဆုံးက85ရာခိုင်နှုန်းဆိုတဲ့ဂိမ်းကနန်းပါပဲဒါဟာအာဆင်နယ်ကဘန်လီကိုအိမ်ကွင်းမှာအနိုင်ရနိုင်ခြေကိုပြနေတာပါတော်တော်လေးကိုကြီးမားတဲ့ရာခိုင်နှုန်းတစ်ခုပါဒီလောက်တေချာနေတဲ့အနေအထားမှာစာကာဒါမှမဟုတ် ODGET ကိုကပတင်ပေးတာဟာစင်းရဲပိုင်းအရာလုံးဝကိုအမားယွင်းမရှိနိုင်တဲ့ဖြစ်မှတ်တွေဖြစ်သွားပါပြီဆက်သွားရအောင်အပိုင်း3ရမှတ်မြင့်မားနိုင်တဲ့ဘွဲစဉ်တွေကိုဖြစ်မှတ်ထားခြင်းတိုက်စစ်ကနေရမှတ်တွေဘဲကနေအများဆုံးလာမလဲဆိုတာစကြည့်ကြမလဲဇယားတွေကဂိမ်းကနန်းတွေကြားမှာမျက်စိမလဲသွားဖို့အရေးကြီးပါတယ်အဓိကကြည့်ရမှာကအာဆင်နယ်ဘွဲစဉ်အတွက်40ဆိုတဲ့ခံမှန်းချက်ဟာအကောင်းဆုံးကပတိန်အဖြစ်ထောက်ခံထားသလိုတခြားတစ်ဖက်မှာလည်းနျူကာဆယ်နဲ့မန်စီးတီတို့ရဲ့ဘွဲစဉ်တွေမှာ3ဂိုးစီသွင်းယူနိုင်မယ်လို့ခံမှန်းထားပါတယ်သူတို့ကတော့ရမှတ်မြင့်မားပြီလို့တက်တီပေးချက်ပြထားပါတယ်ဂိုးတွေအများကြီးမြင်ရဖို့ရှိနေပါတယ်အပိုင်း4ပေးကိုမရှိမဲ့ပွဲတွေကိုရှာဖွေခြင်းကဲတိုက်စစ်ကနေခံစစ်ဘက်ကိုနည်းလောက်လက်ကြည့်အောင်အာဆင်နယ်ရဲ့40ရက်လက်ကခံစစ်ပိုင်းအကပါမျောလင့်စရာရှိနေတဲ့ဆိုပေမဲ့ဒီကလေးတန်း algorithm ကတိတိကျကျလညိုးထိုးပလာနေတာက Manchester United ပါ65ရာခိုင်နှုန်းအနိုင်ရနိုင်ခြေနဲ့အတူပေးကိုမရှိဆိုလဲ3ပေးချက်ကိုတပ်ပေးထားပါတယ်ဆိုတော့ခံစစ်ကစားသမားတွေကိုဒီနေရာမှာအတိအကျရင်းနှီးမှန်လာလို့ရနေပါပြီဟုတ်ပါပြီဒါပေမဲ့အရာအလုံးကလွဲကူချောမွေနေရတော့မဟုတ်ပါဘူးအပိုင်းကရှုပ်ထွေးနိုင်တဲ့ပွဲတွေကိုရှောင်ရခြင်းပါဒီနိုင်ရှင်ချက်လေးကတော်တော်ကိုစိတ်ဝင်စားဖို့ကောင်းတယ် algorithm က Wolf နဲ့ Fulham ပွဲစဉ်ကိုဂိုးမရှိတရေကျနိုင်တဲ့ပြင်းစာကောင်းမိပွဲအဖြစ်လုံးဝပစ်ပယ်ထားပါတယ်ဒါပေမဲ့ပိုဆိုးတာက Chelsea နဲ့ Tottenham Derby ပွဲစဉ်မှာဖြစ်နိုင်ခြေရာခိုင်နှုန်းတွေကဟိုဘက်ဒီဘက်အရန်ပြန့်ကျင်းနေတဲ့ကရှုပ်ထွေးမှုများဖြစ်လာနိုင်လို့ကိုအမနီရောင်ပြထားတာပါတကယ်ကိုခေါင်းကိတ်เสียပွဲမျိုးတွေမို့လုံးဝရှောင်ရတဲ့နယ်လို့ဒီတာရီကဆိုနေပါတယ်နောက်ဆုံးအနေနဲ့အပိုင်း6 algorithm ရဲ့နောက်ဆုံးကောက်ချက်အပိုင်းကိုရောက်လာပါပြီSubsing ရဲ့ညာရင်ကိုဘယ်လောက်ကြည့်ယုံကြည်နိုင်မလဲကြည့်ရအောင်တကယ်တော့အရေးကြီးဆုံးအချက်က dashboard ရဲ့အောက်ခြေလေးမှာမေးမေးလေးရေးထားတဲ့30 page စာသားလေးပါဒီကိန်းကနန်းတွေကဘလောက်ပဲရွတ်တီကြကြတက်ချက်ထားတယ်ဆိုတကယ်လက်တွေ့မှာတော့ဒါဟာခံမှန်းချက်တတ်တာဖြစ်တယ်ဆိုတာကိုမမေ့ဖို့30 page ထားတာပါအမှန်ပါပဲဆိုတော့မေးစရာတစ်ခုရှိလာပါပဲကိန်းရတဲ့ဘာတော့စုခုံကိုရင်ဆိုင်တဲ့အခါမှာဒီလိုမျိုး ASS တက်ချက်ထားတဲ့ algorithm ကိန်းကနန်းတွေပဲအပြည့်အဝကြီးပုံအပ်ပြီးယုံကြည်မလားဒါမှမဟုတ်တကယ်တမ်းဆုံးဖြတ်ရမယ့်အချိန်ရောက်ရင်မန်နေဂျာတယောက်ရဲ့အလိုလိုတည်နေတဲ့ပင်ကိုအသိစိတ်ကပဲအနိုင်ရသွားမလားဆိုတာပါပဲကဲဘယ်ရာကအဆုံးဖြတ်ပေးသွားမလဲဆိုတာအဆောင်ကြည့်အောင်ပါ